အဆင်ပြေသလိုညက်ဆရာညက်ရင်လှမယ်ဆိုတော့သိပြီးသားရီစားရအောင်ညက်ပေး ရီစားရအောင်ညက်ပေးတကယ်ကြီးလား တကယ် ရီစားမရှိဘူးလား ရီစားမရှိဘူး12ယောက်လောက်လို့ကျက် တကယ်ကြီး12ယောက်ယူအောင်မယ်ပေါ့ ရှိမှာပေါ့ 12ယောက် အများကြီးလို့ကျက်တာ ရအများကြီးလို့ထင်တာသိကြလား သိကြ အဲ့ဆိုညက်ပြီးမှရီစားမရတော့ရေဘယ်လိုလုပ်ကြလဲ ဆရာလေ ဟမ်ရအောင်ညက်ပေးရမှာပေါ့အဲ့လိုလား ဟုတ်တယ် ရအောင်ညက်ပေးရမယ် ဟုတ်တယ်ဆရာ သိချင်ရနော် ဆရာကိုယုံကြည်ပြီးသား ယုံကြည်ပြီးသားစပိန်ညက်ပြီးရီစားရမယ်ဆိုတာလည်းယုံကြည်ပြီးသားပေါ့ ဟုတ်တယ် ရီစားမရရင်ဘယ်လိုလုပ်မလဲအဲ့ဆို မတီလက်ရှင်ဝင်လိုက်တော့မယ် တကယ်ကြီးလား တကယ် ဂရုံးတော့ပြန်လာနော်အဲ့ဆိုပါမီဖြစ်ပြီးမယ်လေဂရုံးတုံးဖို့အတွက်ပဲပြောလာနော်ရလားရရနော်သိချင်ရနော်သိချင်ရနော်โอเคအဲ့ဆိုတုံးလိုက်တော့မယ်အော်မဟုတ်ပါဘူးညက်လိုက်တော့မယ်လို့ပြောလား ညက်လိုက်တော့ဆရာညက်ရင်လှမယ်ဆိုတော့သိပြီးသား โอเคဒီလားတုံးမလား မတူ လားဒီလား ဆရာအဆင်ပြေလို့ညက်ရီစားရရင်ပြီးရော အသေးချင်ရနော် သိကြရင် အဲ့ဆိုဒီနားတစ်ခွက်ထိုးပေးလိုက်မယ်လေမော်တာနဲ့ ဆရာ လာပါရမျက်နှာလေးတွေပို့ပေါ်သွားတာโอเคဟုတ်ပြီအဲ့ဆိုည